Hello မင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်ဆက်နေရွှေကမင်းဖြစ်ပါကျွန်တော်ဒီနေ့တစ်ဆက်ပေးရှင်တဲ့ဗီဒီယိုလေးကကျွန်တော်တို့ကူလာဘူးခွန်သုံးပြီးတော့ကျွန်တော်တို့ဒီ helicopter လေးလုတ်ပြသွားတဲ့ပြုံးနေရကူလင်းရဲ့နီးလေးပေါ့နော်ဆိုတော့အခုသူ့ရဲ့နီးလေးကိုကျွန်တော်တို့ချက်လက်တူကြည့်လိုက်အောင်ကြည့်တာတော့ကျွန်တော်ကူလာဘူးခွန်ကချီတန်ကြိုက်တဲ့ကချီနဲ့တိကျညှက်လိုက်မယ်နော် Okay ကူလာဘူးခွန်ညှက်ပြီးသွားရင်ကျွန်တော်တို့ helicopter ပုံစံလေးရအောင်အရင်ဆုံး spring လေးဆွဲမယ်နော်ပြပေါ့နဲ့လုပ်ဖို့ပဲနော်ပြ spring လေးဆွဲပြီးကျွန်တော်တို့ကချီနဲ့ကိုက်လိုက်မယ်โอเคနော်ဒီလိုပုံစံလေးရလာပြီပြန်လာကျွန်တော်အလေကောင်မှာအပေါက်လေးနှစ်ပေါက်ဖောက်မယ်အဲ့နှစ်ခုလုံးမယ်နော်ပြီးတော့ကတ်ထူစက်ကူလေးနဲ့အဲ့နှစ်ခုချမှာကော်နယ်ကတ်လိုက်မယ်ဒီနောက်တစ်ဆင့်နဲ့ကျွန်တော်တို့ဟိုကိုင်ရလေးလွတ်လိုက်ပြီနော်ကဲပြီးရင်ကျွန်တော် DC motor လေးကို ကျွန်တော်တို့အလေကောင်မှာအပေါက်မှာထည့်မယ်ပြီးကော်နဲ့လုံအောင်အုပ်လိုက်မယ်နော်စိတ်ဝင်စားစရာလေးပဲနော်ကဲကော်နဲ့လုံအောင်အုပ်ပြီးကျွန်တော်တို့အဲ့လိုပေါ်ထောက်တန်လေးတွေလုပ်မယ်နော်ဒါ helicopter အမီးအတွက်โอเคပြီးရင်ဒါတော့ကျွန်တော် battery အသေးစားလေးသုံးမယ်ခလုတ်လေးနဲ့နော်
ပြီးရင်ပန်ကဒလက်လေးတက်လိုက်မယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဟယ်လီကော်ပတာလေးကိုဒီမှာလေးလွယ်လွယ်ကူလှုပ်လို့ရသွားပါပြီဒါတချို့ drone ကမော်တာလေးတွေတုံးရင်နော် drone ကမော်တာနဲ့ပန်ကားလေးတွေတုံးရင်လေပေါ်မှာတော့ပြန်နိုင်တယ်နော်အခုက DC မော်တာမဟုတ်လို့ DC မော်တာ weight ကရန်ကြီးလို့နော်ကျွန်တော် drone ကမော်တာလေးတွေနဲ့သာဆိုရင်လေပေါ်မှာကောင်းကောင်းပြန်နိုင်တဲ့ ဟယ်လီကော်ပတာလေးလှုပ်လို့ရပြီနော်ကဲဆုံးဖြတ်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ခုလိုစိတ်ဝင်စားတဲ့ဗီဒီယိုတွေနေ့စဉ်နဲ့များပုံမှန်ဆက်ပြီးတော့ကျွန်တော် YouTube channel လေးကို subscribe လုပ်ပြီး subscribe လုပ်တော့ပြီးကြပါတော့အားလုံးကျေးဇူးတင်ပါတယ်